မြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးမင်းဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောမကြည့်အောင်ကြည့်အောင်โอ้ရေတွေကိုထွက်လို့ကြည့်အောင်အောက်ထဲမှာရေကြီးထားတဲ့အချိန်နဲ့တလားလောက်ကတော့ခိုင်းရစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြိတ်မှာပါလေ။ဒီနေသားကိုတော့နဲ့ဆင်ရမှာ။အဲဒါပြင်ဆင်ရမှာ။တရားကတော့ထိခိုက်မှုတိတ်မရှိပြီမဲ့။ဒီကျဲကြီးကြောင်းကြတော့အင်မတန်မှ ဟိုမှာကားကြီး ဟုတ်ကဲ့ဟိုဘက်ဆက်သွားလို့မရတော့ ရတော့ဘူး ကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်နေအဲ့ဒါကြီးကို ကားတစ်စီးဟိုမှာ လဲတော့သွားတာမဟုတ်ဘဲနဲ့အရှင်းမလို့ Recibe las noticias en tu celular. En WhatsApp, envía la palabra Cuba al número 5255-4503-8331.